ဆရာတို့လူသားတွေအသက်20ကျော်လာတာနဲ့အမျှ collagen ဖြည့်တင်းဖို့မဖြစ်မနေလိုအပ်လာပါတယ်။မင်္ဂလာပါဒေါက်တာဇော်နိုင်ထွန်းပါဆရာဒီနေ့ Jesus Skin Mandalay ဆေးခန်းမှာရှိပါတယ်။မနက်ဖြန်23ရက်နေ့ကနေ28ရက်နေ့အထိတော့ရန်ကုန်ဆေးခန်းမှာရှိပါမယ်။အဲ့တော့ဆရာရဲ့ခေါင်းစဉ်ပြောပြခဲ့တဲ့အတိုင်းပဲလူသားတွေအသက်20ကျော်လာတာနဲ့အမျှ collagen ကိုဖြည့်တင်းပေးဖို့လိုအပ်လာပါတယ်။အဲ့တော့ collagen ဘာလို့ဖြည့်တင်းပေးဖို့လိုအပ်လာလဲဆိုရင်မျက်နှာအသားရည်နုပြိုတင်းရင်းဖို့အတွက်ပါဆရာတို့ကနော်အသက်ကြီးလာတာနဲ့အမျှအရေပြားတွေတွဲလာတယ်။ဟိုမင်းရင်ရော်တဲ့ပုံစံပေါက်လာတယ်ပေါ့နော်အဲ့လိုမျိုးအရေပြားတွဲပြီးတော့အုံမင်းရော်သွားတဲ့ဟာတွေကိုဆရာတို့ကထိမ့်သိမ့်နိုင်ဖို့ဆန့်ကျင်နိုင်ဖို့ဆိုရင် collagen ဓာတ်တွေများများလိုတယ်အဲ့တော့အသားရည်နုပြိုတင်းရင်းဖို့ဆိုတဲ့နေရာမှာ collagen ဓာတ်အပြင်နောက်ထပ်2ခုလိုတယ်အဲ့တော့အရေးကြီး3ခုလိုတယ်ပေါ့နော်အသားရည်နုပြိုတင်းရင်းဖို့လိုအပ်တဲ့ဓာတ်3ခုကနံပါတ်1 collagen ဓာတ်နံပါတ်2 elastin နံပါတ်3 hyaluronic acid ဆိုတဲ့ရေဓာတ်ဖြစ်ပါတယ်အဲ့တော့ collagen နဲ့ elastin ကတော့အသားရည်တင်းရင်းတဲ့အပိုင်းကိုပို့ပြီးတော့ပြုလုပ်ပေးတယ်နံပါတ်3ရေဓာတ် hyaluronic acid ကတော့အသားရည်ကိုရေဓာတ်ပြည့်ဝပြီးတော့တင်းတင်းကြည်ကြည်ဆူဆူလေးဖြစ်စေပါတယ်အဲ့တော့အဲ့ဒီဓာတ်တွေဟာအသက်20ကျော်လာတာနဲ့အမျှထုတ်လုပ်တာထက်ဆုံးရှုံးတဲ့ပမာဏပိုများလာတယ်လူတွေမှာအဲ့လိုအခြေအနေတွေမှာဆိုရင်ဆရာတို့ကအသက်24နှစ်အရွယ်လောက်ကစပြီးတော့ collagen supplement လေးတွေတောက်တင်တယ် collagen လုံဆော်ပေးတဲ့ဆေးတွေပုံမှန်ထိုးတင်တယ်ပေါ့နော်အသားရည်နုပြိုတင်းရင်းခြင်းတဲ့လူတွေအတွက်ဆိုရင်ပေါ့နော်အဲ့တော့အသက်50လောက်မှာဆိုရင်သူတို့ research တွေပေါ့နော်သူတွေတနာစာတမ်းတွေဖော်ပြချက်အရ collagen ဓာတ်တွေက90%လောက်ဆုံးရှုံးသွားပြီအဲ့တော့ဆရာတို့ကလေးငယ်ငယ်လေးတွေမှာကြည့်မယ်ဆိုအသားလေးတွေကတင်းပြီးကြည်ပြီးတော့ collagen ပြည့်ဝနေတာကိုတွေ့လိမ့်မယ်အသက်60အရွယ်ဖွားဖွားဦးလေးအတော်အရွယ်တွေကိုကြည့်လိုက်ပြီဆိုရင်အသားရည်ရည်ရွယ်ပြီးတော့ပျော့တွဲသွားတာကိုတွေ့ရလိမ့်မယ်ဆိုလိုချင်တာကအသက်60အရွယ်မှာလူသားတွေက collagen ဓာတ်90%လောက်ကဆုံးရှုံးသွားပြီအဲ့လိုဆုံးရှုံးသွားတဲ့ collagen ဓာတ်တွေကိုဆရာတို့ကပြင်ပကနေပြန်ဖြည့်တင်းပေးဖို့လိုအပ်လာတယ်နော်အဲ့တော့ရေဓာတ်ကတော့အသားရည်အဆူဓာတ်မပြတ်စီအောင်နေ့စဉ် moisturizer လိမ့်မယ်ဆရာတို့နော် skin care မဖြစ်မနေသုံးရမယ် moisturizer မဖြစ်မနေမနေ့ညလိမ့်ရမယ်တရက်ကို2ချိန်ပေါ့နော်ပြီးရင်ရေများများတောက်အောင်မယ်ပေါ့နော်အဲ့တော့ရေများများတောက်မယ်ရေဓာတ်ပြည့်ဝတဲ့ moisturizer ရေဓာတ်ဖြစ် cream လေးတွေမနေ့ညလိမ့်ပေးမယ်ဆိုရင်ဒါရေဓာတ်ကပြည့်ဝပြီးအသားရည်ဆိုတဲ့အပိုင်းကိုထိမ့်ပေးထားမယ်အသားရည်တင်းရင်းဖို့ဆိုရင်တော့ဆရာတို့ collagen တွေမဖြစ်မနေဖြည့်တင်းပေးဖို့လိုအပ်လာပြီအဲ့လို collagen ဖြည့်တင်းပေးဖို့လိုအပ်လာတာနဲ့အများဆရာတို့အစားအသောက်တွေဆေးဝါးတွေကိုရွေးချယ်ပြီးစားသုံးတတ်ဖို့လိုတယ်နော်အစားအသောက်မှာဆိုရင်ဆရာတို့ collagen ပြည့်ဝစေတဲ့အစားအစာတွေပေါ့နော်အဲ့ဒါတွေကိုဘာတွေစားရမလဲဆိုရင်အဓိကကတော့ salmon ငါးပေါ့ salmon ငါးဆိုရင် salmon DNA ဆိုရင်လူသားတွေရဲ့ DNA နဲ့ identical လို့ခေါ်တယ်နော်ထပ်တူနီးပါးကြတယ်နော် 100% နီးပါးကိုတူတဲ့အတွက်ကြောင့် salmon DNA ကလူသားတွေရဲ့ collagen ထွက်နှုန်းအရန်ကောင်းစေအဲ့တော့ salmon ငါးစားလို့ရတယ်ပြီးရင်ကပ်မာပေါ့ oyster လို့ခေါ်တယ်ကပ်မာစားလို့ရတယ်နောက်ပြီးတော့ဒီ vitamin C များပါတဲ့ခြင်နဲ့တန်ရှင်းလက်ဆက်တဲ့တစ်သီးတွေကိုစားလို့ရတယ်ပေါ့နော်အဲ့ဒီဟာတွေမစားချင်ကိုကအရွက်ထဲကနေလေ collagen ထွက်အားကောင်းခြင်းနေဆိုရင်ဆရာTikTok မှာတစ်ခါ post တင်မှုတယ် collagen ထွက်နှုန်းကောင်းတဲ့အရွက်2မျိုးရှိတယ်တစ်ခုကကိုက်လန်နောက်တစ်ခုကပန်းပွင့်စိန် broccoli လို့ခေါ်တယ်ပေါ့နော်ဟိုပန်းပုံလာအဖြူမဟုတ်ဘူးပန်းပုံလာအစိမ်းလို့လည်းခေါ်တယ်ပေါ့နော်ပန်းပွင့်စိန်လို့လည်းခေါ်တယ် broccoli စားလို့ရတယ်ကိုက်လန်ရွက်စားလို့ရတယ်အဲ့ဒီအရွက်2မျိုးက collagen ထွက်နှုန်းကောင်းစေတယ်ပေါ့နော်အဲ့လိုစားလို့မှကိုယ့်အသားရည်တင်းရင်းတဲ့အပိုင်းလိုအပ်နေတယ်ဆိုရင်တော့ဆရာတို့ကလိုအပ်တဲ့ဆေးတွေကူရပြီပေါ့နော်အဲ့တော့ collagen supplement တွေတောက်လို့ရတယ် collagen supplement ဆိုဆရာကိုယ်တိုင်လည်းတောက်တယ်ပေါ့နော် collagen ဆေးတွေတစ်စိတ်အမျိုးမျိုးရှိတယ်ဆရာတို့ဆေးကမ်းမှာလည်းတစ်စိတ်3မျိုးလောက်ရှိတယ်နော်အဲ့တော့ collagen ဖြည့်ဆွတ်စာလို့ခေါ်တာပေါ့နော်ဆေးဆိုတာတဲ့သူက supplement ပေါ့နော်အဓိကရေထွက်ပစ္စည်းရရတဲ့ collagen ရှိတယ်ဒီအယိုးနုကရတဲ့ collagen ရှိတယ်ပေါ့နော်တချို့ကရေထွက်ပစ္စည်းနဲ့မတည့်ဘူးဆိုရင်တော့အယိုးနုကရတဲ့ collagen တောက်ဆေးတောက်လို့ရတယ်ဓာတ်ခွဲခန်းကနေထုတ်ထားတဲ့ collagen တောက်ဆေးတွေတောက်လို့ရတယ်ရေထွက်ပစ္စည်းနဲ့တည့်တဲ့လူ allergic မဖြစ်တဲ့လူကတော့ဒီ salmon ငါးတို့ငမန်းတို့ကရတဲ့ collagen ပေါ့ခုနကကမာတို့ကရတဲ့ collagen ကပို့ပြီးတော့အားကောင်းတယ်နော်ဒါရင်နုပြဖို့အတွက်ပို့ပြီးတော့ထောက်ကူဖြစ်တယ်အဲ့ဒီ supplement လေးတွေဖြည့်ဆွတ်စာလေးတွေနေ့တိုင်းတောက်ပေးတင်တယ်နော်အသက်24နောက်ပိုင်းဆိုရင်တောက်တင်ပြီပြီးရင်အဲ့လိုဆေးတောက်တဲ့အခါမှာလည်းအဲ့ဒီဆေးကအစာရင်ဦးလန်းကြောင်းရောက်ပြီးတော့ဆုပ်ယူမှုအားကောင်းဖို့လိုတယ်ကိုကအစာရင်ယောဂရှိတဲ့အစာရင်အနာဖြစ်တဲ့လူတွေအစာရင်ဆုပ်ယူမှုအားမကောင်းတဲ့လူတွေမှာဆိုရင်တော့တောက်ဆေးတွေကတိတ်မထိရောက်ဘူးအဲ့လိုတောက်ဆေးမထိရောက်ဘူးဆိုရင်ဆရာတို့ဒီအလှပဆေးကန်းတွေမှာ collagen drip ချိတ်လို့ရတယ်เนาะအကျော်ဆေးသွင်းနေခေါ်တာပေါ့เนาะအကျော်တွေကိုတိုက်ရိုက် collagen ကိုဆေးအနေနဲ့ချိတ်ပြီးတော့သွင်းလို့ရတယ်เนาะ collagen drip တွေချိတ်ကြတယ်ဒီနောက်မှာရှိတဲ့ booster တွေပေါ့เนาะဒါကတော့ဆရာတို့ဆေးကန်းမှာဒီရက်ပိုင်းထိုးထားတဲ့ booster skin booster ဆိုတာအရေးပြားအားဆေးတွေပေါ့မီဆိုထိုးတယ်လို့လည်းခေါ်တယ်ဒီထဲမှာဆိုရင်ဆရာတို့biostimulator တွေ exosome တွေ skin booster တွေအများကြီးရှိတယ်ပေါ့နော်ဒီ skin booster တွေအကုန်လုံး Rejuvenate skin booster direct cell plus view intense fusion မီဆိုအကုန်လုံးကဘာကိုလှုပ်ဆော်ပေးလဲဆိုရင်လူသားတွေရဲ့အရေးပြားထဲမှာမျက်နှာအရေးပြားမှာရှိတဲ့ collagen ထွက်နှုန်းလှုပ်ဆော်ပေးတဲ့ဆေးတွေပေါ့နော်ပြီးဒီနောက်ကပုံထဲမှာဆိုရင် ASC exosome ရှိတယ် exosome လည်းအတူတူပဲသူက collagen ထွက်နှုန်းလှုပ်ဆော်ပေးတယ်အဓိကအသားရည်ကိုတင်းတင်း
ကြည်လေးဖြစ်စေတယ်ပေါ့နော်အဲ့တော့အသားရည်တင်းရင်းဖို့အတွက်လိုအပ်တဲ့နုပြိုတင်းရင်းဖို့အတွက်လိုအပ်တဲ့ collagen elastin ထုတ်လုပ်မှုမြင့်တင်ပေးတဲ့ဆေးတွေပေါ့နော်အဲ့ဒီနှစ်ခုရဲ့အလယ်မှာဆိုရင်ဆရာဒီရက်ပိုင်းပြောနေတဲ့ collagen တိုက်ရိုက်တိုးတဲ့ kit ကိုရောက်ပြီဆိုတာဒီဆေးကိုပြောတာပေါ့နော် redo လို့ခေါ်တယ်သူက ECM booster ပေါ့ ECM booster ဆိုတာမြန်မာလိုပြောရရင်တော့ collagen အမုံပါပဲနော် collagen အမုံကိုအရေးပြောတယ်ဆရာတို့ကမျက်နှာတွေကိုတိုက်ရိုက်ထိုးသွင်းတဲ့ kit ကိုရောက်သွားပြီပေါ့နော်အဲ့တော့ဒီဆေးဆိုရင်တော့ဒီ biostimulator တွေ skin booster တွေ exosome တွေတက်တဆင့်ကျော်သွားတယ် collagen လှုပ်ဆော်တဲ့ဆေးမဟုတ်တော့ဘူး collagen တိုက်ရိုက်မျက်နှာတွေကိုထိုးသွင်းတဲ့ဆေးတွေတစ်လတစ်ချိန်သို့မဟုတ်နှစ်ပတ်တစ်ချိန်လိုအပ်တယ်လို့လပိုင်းရချွင်းချင်းထူးခုဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ထိုးကြတယ်ဒါဆိုရင်ဆရာတို့ဒီရက်ပိုင်းထိုးထားတဲ့ဆေးတွေပေါ့နော်အဲ့တော့ collagen လှုပ်ဆော်တဲ့ဆေးတွေ collagen ဆေးတွေဘာလို့လူတွေထိုးကြလဲဆိုတော့မျက်နှာသားရည်နှုတ်ပြိုပြီးတော့တင်းတင်းကြည်ကြည်လေးဖြစ်ချင်လို့ထိုးကြတယ်ပေါ့နော်အဲ့တော့ကိုကအယိုးပြုတ်ရည်တွေလည်းနေတိုင်းမတောက်နိုင်ဘူးဆယ်မုံငါးလည်းနေတိုင်းမစားနိုင်ဘူးချင်းတဲ့အသီးတွေလည်းမကြိုက်ဘူးကိုစားကျင်တာစားမယ်အချိန်တိုင်းမျက်နှာလေးတင်းကြည်နေတာကိုအသက်အရွယ်တူတဲ့လူတွေထဲမှာကိုမျက်နှာပို့ပြီးတော့တင်းနေတာကိုလိုချင်နေဆိုရင်တော့ဆေးတွေထိုးကြတယ်ပေါ့နော် drip တွေလည်းချိန်ကြတယ်တချို့ဆို supplement တွေတောက်ကြတယ် supplement မှာဆေးအနေနဲ့လာတာလည်းရှိတယ်လို့ဆရာတို့အမုံကိုဖြောတောက်တဲ့ဟာတွေ jelly တွေမျိုးစုံလာတယ်ပေါ့နော်ဒါတွေဆိုလည်းဒါဆရာပွဲတွေတွတ်တက်တော့က collagen အမုံတွေပေါ့လက်ဆောင်ရထားတဲ့ဟာတွေပေါ့နော်ဒီလိုမျိုး jelly ချောင်းလေးတွေလည်းလာတယ်အမုံကိုဖြောတောက်ရတဲ့ဖြောရည်ပုံစံထုတ်ကလေးတွေလည်းလာတယ်ပေါ့နော်အဲ့တော့ဘာပဲတောက်ကိုအဆိုင်ဦးလန်းချောင်းကောင်းတဲ့လူဆိုရင်ပါစက်ကနေ supplement ပဲတောက်ဖြော်ရည်ပဲတောက် jelly ပဲစားထိရောက်တယ်ကိုယ့်ရဲ့အစာရင်ဦးလန်းကြောင်းဆုပ်ယူမှုအားမကောင်းဘူးအစာယောဂသမားတွေဆိုရင်တော့ collagen drip ချိတ်လို့ရတယ် drip ချိတ်တယ်ကြောစေးသွင်းလိုက်တယ်ဆိုရင်တကူလုံးအောင်ရောက်တယ်မျက်နှာအတွက်အဓိကလိုချင်တယ်ကိုကမျက်နှာကိုပဲတင်းချင်တယ်ဆိုရင်တော့ဒီလို booster တွေထိုးလို့ရတယ်ပေါ့နော် skin booster တွေ collagen ဆေးတွေတိုက်ရိုက်ထိုးလို့ရတယ်အဲ့လိုထိုးပြီးတော့ဆရာတို့မျက်နှာအသားရည် collagen နဲ့ elastin ထွက်နှုန်းမြင့်တင်ပေးတယ်ပေါ့နော်အဲ့တော့ collagen တွေဒီပျက်စီးအောင်နော်အသက်အရွယ်ကြီးလာရင် collagen တွေကအလိုလိုနဲ့ပျက်စီးလာတဲ့အပြင်ကိုမှပြင်ပ collagen ပျက်စီးအောင်လှုပ်ဆောင်နိုင်တဲ့အရာ၅မျိုးရှိတယ်အဲ့ဒါလည်းဆရာတခါလေးပြောပြမယ်နော် collagen ထွက်နှုန်းကောင်းတဲ့အစားအစာလေးတွေပြောသွားပြီ collagen ကိုပျက်စီးဆုံးရှုံးစေတဲ့အကြောင်းအရာ၅မျိုးကိုပြောပြမယ်နံပါတ်1ကနေရောင်ခြည် UV ray လို့ခေါ်တဲ့ခရမ်းလွန်ရောင်ခြည်ပေါ့နော် ultraviolet ခရမ်းလွန်ရောင်ခြည်ကထိတာများလေမျက်နှာရောခန္ဓာကိုယ်ရောနေရောင်ခြည်ထိတဲ့နေရာတွေမှာ collagen တွေကပျက်စီးဆုံးရှုံးလွယ်တယ်အဲ့တော့ UV ray ကိုအဓိကကာကွယ်ရမယ်နော်နေရောင်ခြည်ဒဏ်ကနေကာကွယ်ရမယ်အပြင်သွားရင်နေရမ်းပူတဲ့ဒီမန္တလေးလိုအလဲပိုင်းဒေသတွေမှာဆိုရင်အင်ကြီးလက်ရှိဝေးရမယ်နော်နေနဲ့လက်တွေခြေတွေနဲ့ဓာတ်ရိုက်မထိရင်ပိုကောင်းတယ်နော်အဲ့တော့နေရပဲချင်းထိလို့ကောင်းလဲဆိုမနက်စောစောနေရထိလို့ကောင်းတယ်အဲ့မနက်စောစောနေရကြောတော့ကျမကြီးအတွက်အထောက်အကူဖြစ်တယ်နေ့လည်ခင်းနေရောင်ခြည် UV index မြင့်တဲ့နေရောင်ခြည်ကိုရှောင်တာတော့ပိုကောင်းတယ်ပေါ့နော်မျက်နှာဆိုရင် sun cream လဲရမယ်ခန္ဓာကိုယ်အတွက်ဆိုရင် sun cream ပါတဲ့ဒီနေလောင်ကပါတဲ့ lotion လဲရမယ်အင်ကြီးလက်ရှိဝေးရမယ်ပေါ့နော်နံပါတ်1နေရောင်ခြည်နံပါတ်2ကလေထုညဉ့်ညမ်းလာတာစက်မှုထုံကားလာတာနဲ့အများလူသားတွေကလေထုညဉ့်ညမ်းမှုတန်ကိုပိုခံစားရတယ်လေထုညဉ့်ညမ်းရင် collagen တွေဆုံးရှုံးတယ်နော်နံပါတ်3ချက်ကအရက်သေးစာဆက်လက်တောက်သုံးခြင်းပေါ့နော်အရက်တောက်တဲ့လူတွေဆက်လက်တောက်တဲ့လူတွေမှာပို့ပြီးတော့အိုမင်းရင်ရောလွယ်တယ် collagen ပျက်စီးလွယ်တယ်နံပါတ်4ချက်က sugar intake များတာပေါ့အချို့အရန်စားတဲ့လူတွေကပိုအိုတယ် collagen တွေပိုပျက်စီးတယ်နော်နံပါတ်5 stress စိတ်ဖိစီးမှုများတာအဲ့တော့စိတ်ဖိစီးမှုများလေမျက်နှာကြီးကအိုကျသွားလေပဲ collagen ဆုံးရှုံးမှုများလေပဲနော်အဲ့တော့အဲ့ဒီအကြောင်းအရာ5ချက်ကအတက်အရွယ်ကြီးလာလို့ collagen ဆုံးရှုံးတာလည်းတစ်ပိုင်းအဲ့ဒီ5ချက်များနေရင်လည်း collagen ဆုံးရှုံးတာပုံမြန်စေပါတယ်အဲ့တော့ဒီနေ့မျှဝေပေးတာတော့ collagen နဲ့နှုတ်ပြခြင်းဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်